ဒီနေ့ကမင်းနဲ့တူတူလေးပြင်သွားမယ့်နေ့ဆိုတော့ပထမဆုံးမနက်စာဝင်စားရပေါ့နော်ကျမကတော့ရှမ်းခောက်ဆွဲတူပွန်းတွေနဲ့စားတယ်အမေကတော့ထုံးစံတိုင်းမြှရှိစားပါတယ်ကျမတို့မနက်စာစားပြီးတော့အမေနဲ့ပကြီးပြပွဲလိုက်သွားတာပေါ့နော်ဒီပကြီးပြပွဲကအမေပကြီးတင်နန်းတက်တဲ့အစရာကပဲစုပြီးတော့တင်နန်းသားတွေအကုန်လုံးစုပြီးတော့လုပ်တဲ့ပွဲပေါ့နော်သူကခဲပကြီးလက်ရလေးတွေအဓိကပြတာပေါ့ဒီမှာကားတွေကတော့အများကြီးပဲကျမကြိုက်တာလေးချိုကားလေးတွေကိုပြထားပါတယ်ဒီကားလေးကြည့်ရတာစိတ်ချမ်းသာတယ်နော်ပြီးတော့အဲ့ဒီကနေမှပြန်ကြတော့ကျမတို့ကော်ဖီဆိုင်ထိုင်ကြသေးရပေါ့နော်အဲကော်ဖီဆိုင်ကဒီကိုကြီးဆိုင်ကကြတော့အိမ်နဲ့နေရလေအိမ်နာဆိုင်ပဲဆိုတော့ထိုင်ဖြစ်တယ်ဒီဆိုင်လေးရဲ့ vibe လေးကိုလည်းသဘောကျတယ်ပေါ့နော်အဲ့ဒါနဲ့ဒီကော်ဖီလေးကိုလည်းအရင်ကြိုက်တယ်ဒီလားဒါပေမဲ့နာမည်မမှတ်မိတော့သူတို့ရဲ့ signature ထဲမှာပါတယ်ထင်တယ်သူအဲ့ရပါတဲ့ cream လေးကလည်းအရင်ကြိုက်တယ်စိတ်မီရောလေကိတ်ကိုလည်းအရင်ကြိုက်တာပဲမကြိုက်တာမရှိကုန်ကြိုက်နေအဲ့ red velvet ကိတ်လေးလည်းအရင်စားလို့ကောင်းပါတယ်ဒါတော့ဆီယမကြီးပေါ့နော်ဆီယမကြီးကစားလာဖတ်နေရပါသူရဲ့စားတယ်ကိတ်မုတ်ကျွေးပေမဲ့မစားတော့မိရကြတော့လေစီးချိုရှိတော့အတော်တောင်ကိတ်တွေနည်းနည်းပဲစားရပါတော့တိတ်မစားဘူးတချင်းနားထောင်ပြီးတော့ဆွေးတယ်လို့နဲ့ကိမုတ်ကပါဇက်ထဲရောက်သွားတော့ပါဇက်ပိတ်သွားပါတယ်။အဲ့ဒါနဲ့ညနေရွယ်ရောက်တော့ကျမတို့တနေ့ကုန်စားတောက်ထားတော့ဂျင်ရောက်လာတယ်ပေါ့နော်။ဂျင်မကလည်းစော့ရမယ်ဟာအောက်ပိုင်းစော့ရမယ်ရက်ဖြစ်နေတာပေါ့။အောက်ပိုင်းစော့ရမယ်ရက်ဖြစ်နေတော့တနေ့ကုန်စားထားတောက်ထားတာတွေအကုန်လုံးအားကုန်ထုတ်ပြီးတော့အားရပါရစော့ရမယ်အချိန်ရောက်သွားပါတယ်။အဲ့နဲ့ကျမလည်းအားကုန်ထုတ်ပြီးတော့စော့ရှားပါတယ်။မှားနေပါတယ်ဟိုလေးတွေအင်းအားဆိုပြီးတော့တကယ်ကြတော့အောက်ပိုင်းဆော့ရနေဆိုများတော့အပြင်ကြားတယ်ပေါ့နော်ကြားကြီးဆော့ရတာများတစ်နာရီခွဲ2နာရီလောက်တော့ကြားတယ်အနည်းဆုံး workout ကြီးတစ်ခုလုံးတော့မရိုက်ထားမိပါဘူးကိုတတိရတဲ့ဟာလေးပေါ့နော်တတိရတဲ့အချိန်လေးပဲရှိုက်ထားတာဆိုတော့လေကျန်တဲ့ချိန်တွေကတော့အားတုံခွန်ဆိုင်တာဖြစ်ညှစ်ပြီးတော့အလိုမျိုးဆော့ရတာဖြစ်တဲ့အတွက်ကျန်တဲ့ချိန်ရောက်ဖို့record လုပ်ဖို့တော့မှာပဲတတိမရတော့ကျမ lab brush လေးလုပ်ထားပါတယ်ဒီ vlog လေးကတော့ဒီလောက်ပါပဲဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်နော်